အားလုံးပဲမင်္ဂလာပါကျွန်တော် Face Share တာတော့နေချိုးချိုးပါဗျကျွန်တော်တို့ဒီမနေ့ပြန်24ရက်နေ့မနေ့ပြန်20ရက်နေ့ဗုဒ္ဓဟူးနေ့ကနေပြီးတော့24ရက်နေ့တနင်္ဂနွေနေ့ထိကို Channel Video လေးကြည့်ပြီးတော့အောင်မယ်ဒါလေးကအခြေဒါလေးကစီဝါရေးဒါလေးကကျက်မာရေးဆိုပြီးတုံးကြည့်ပြီးထားပါတယ်ဗျခုနှစ်သားမင်းများအလုပ်တွေဖြစ်ပါတယ်ကျွန်တော်တို့ဒီအခြေကြီးမှာဆိုလို့ရှိရင် The Hangman ခုချိန်ကာလမှာ energy ရဲ့ဘယ်သူမှကောင်းနေရမျိုးမတွေ့ရဘူးအဆင်မပြေနေဘူးပေါ့နော် energy အဆိုးတွေပဲရှိနေတယ်တယောက်ကအကောင်းလေးပြောရင်တော့တယောက်ကအဆိုးမြင်နေရမျိုးကတောက်ဆိုင်ဖြစ်နေရမယ်ရားလုံးကဇောက်တုံးမှုမျိုးဖြစ်နေတယ်အဆင်မပြေမှုတွေများနေတယ်အဲ့လိုမျိုးအခြေအနေမျိုးကိုကြုံတွေ့နေရတယ်အဲ့လိုရရတော့ဗာလဲဆိုရင်တီးခန့်ဆောင်စမ်းလိုက်ပါကိုကသူအဲ့လိုကိုတခွန်ပြောရင်ဒီလိုကာလာမလို့ပဲတီးခန့်လိုက်ပါသူလည်းစိတ်အဆင်မပြေဖြစ်နေလို့ကိုလည်းစိတ်အဆင်မပြေဖြစ်နေရမျိုးရှိတယ်အဲ့တော့တီးခန့်လိုက်ပါနားလည်ပေးလိုက်ပါအချိန်ကာလတစ်ခုပါပဲကျွန်တော်တိတ်မကြပါဘူး energy ပြန်ကောင်းလာတဲ့အချိန်ကြရင်အကုန်လုံးအဆင်ပြေရုံမှုပဲရှိတော့ပါလိမ့်မယ်เนาะရေးသားဟောင်းတွေပါပြန်လာမှလားဆိုရတဲ့ဒီအတွက်ကလည်းခုချိန်မှာမကြိုးစားပါသေးနဲ့အရင်ဖက်တွေကတ်တွေစကားတွေပြောတာများရင်တစ်ဖက်မှာစိတ်အောင်နောက်ဆရာကြီးဖြစ်တတ်တယ်ပေါ့ဗျာเนาะဒီလို energy ပြန်ကောင်းလာတဲ့အချိန်လောက်မှသူ့သွားပြောရင်ဒီဘက်ကလည်းကိုယ်စီကိုပြန်ပြီးတော့စိတ်လဲလာနိုင်တဲ့မျိုးရှိရပေါ့เนาะဟုတ်ကဲ့ကျွန်တော်ဒီဘက်မှာဆိုရင်စီပွားရေးမှာပါကတ်လေးကြားလဲဆိုရင် Queen of One ကျွန်တော် Queen of One စီပွားရေးက Queen of One ကြားဖြစ်တဲ့အတွက်ခုချိန်မှာဒီရက်ပိုင်းတွေမှာစီပွားရေးလုပ်ဆရာရှိရရှင်လောက်ပါအားလုံးအောင်မြင်နိုင်ပါရဲ့ Queen of One ဖြစ်တဲ့အတွက်အားလုံးအောင်မြင်နိုင်တယ်ချိုးချိုးသားလောက်ပါ passion နဲ့ရှိလောက်ပါ passion နဲ့ရှိလောက်ပါเนาะကျွန်တော်ဒီငါတရားရွယ်ထားရဲ့ငါဒီလောက်ကိုလုပ်ရှင်နေအောင်မြင်နိုင်ပါမလားလောက်လိုက်အောင်မြင်တယ်เนาะပြီးကြရင်အမျိုးသမီးအမေဖြစ်စီကိုယ့်ရဲ့အမျိုးသမီးဖြစ်စီကိုယ့်ရဲ့သမီးစားဖြစ်စီကောင်မလေးနဲ့တိုင်ပင်မှာတကယ်ချင်းဆိုရင်လည်းအမျိုးသမီးတကယ်ချင်းနဲ့တိုင်ပင်မှာအဲ့လိုတိုင်ပင်ပြီးလောက်ပါခန်းစားချက်တွေစိတ်ဝင်စားမှုတွေအရာအလုံးကိုပေါင်းဆက်ပြီးတော့မှဒီအလုပ်ကို passion နဲ့ရှိလောက်ပါအောင်မြင်ပါလိမ့်မယ်ဗျဒီအပိုင်းတွေမှာလုံးမယ်လို့ရည်မှန်းထားတဲ့အရာတွေစူးစမ်းမယ်လို့ရည်မှန်းထားတဲ့အရာအကုန်လုံးအကောင့်ထဲပေါ်လိုက်ပါအရာအလုံးအကောင့်တိုင်းပဲဖြစ်သွားလိမ့်မယ်နော်မကောင်းဆိုတာမျိုးကိုမရှိသေးအောင်ကောင်းသွားလိမ့်မယ်ဗျကျွန်တော်ဒီအပိုင်းတွေမှာခဏသားမြေချမ်းမာရေးက force of one ချမ်းမာရေးလည်းကောင်းပါတယ်ဗျနော်ချမ်းမာရေးလည်းကောင်းတယ်ဘာမှပူဝင်စရာမရှိဘူးချမ်းမာရေးလည်းအဆင်မပြေစရာတော့မရှိဘူးနော်ချမ်းမာရေးလည်းအထူးကောင်းမွန်တယ်နည်းနည်းပါတော့ခေးဆိုင်ပါအဲ့လိုတီးမွားလေးပါပဲခြေထောက်လေးခိုင်းမိရလက်လေးခိုင်းမိရတော့ပဲကျန်တာတွေအကုန်ကောင်းတယ်ကျွန်တော်တို့ကောင်းမွန်ပဲဖြစ်တယ်ဆိုရွာကြီးမရှိဘူးเนาะကျမကြီးအဲ့တော့ဒါဒီຢာလေးကကျွန်တော်တို့ဒီ20ရက်နေ့ဗုဒ္ဓဟူးနေ့ကနေ24ရက်နေ့တနင်္ဂနွေနေ့ထိ January နေ့ဖြစ်ပါပြီဗျကျွန်တော်စီမှာတော့မေးချင်နေဆိုရင်ကျွန်တော် Facebook page ကိုဆက်သွယ်လို့ရလို့ကျွန်တော် Telegram channel ရှိမယ် TikTok ရှိမယ်ဗျ